Good morning အားလုံးပဲမင်္ဂလာပါဒီနေ့တော့အခုမှအိပ်ရနိုးပါတယ်ဘယ်နိုင်ရှိပြီလဲတော့မသိပါဘူးတော်တော်တော့နောက်ကျနေပါပြီတော်တော်လည်းနောက်ကျနေပြီဆိုတော့ဒီနေ့တော့ဆိုင်နေမတော့တော့ပါဘူးဒီနေ့ဆိုင်နေလည်းမတော့ဖြစ်တဲ့အတူတူလှုပ်ရှားလေးတစ်ခုရှိပါတယ်ဘာလို့မှလဲဆိုတော့ကျွန်တော်နောက်လာတဲ့မှာခရီးတစ်ခုသွားဖို့ရှိပါတယ်အဲဒီခရီးအတွက်လိုအပ်တာလေးတော့မှာပါအခုလည်းဒီဘာမှမပြင်ဆင်ရသေးပါဘူးဘာလို့လိုအပ်မလဲတော့မသိဘူးဘာမှလည်းမကြည့်ရသေးဘူးအခုတော့ရေမိုးရှိုးဝက်စားလဲပြီးပြင်သွားဖို့ပြင်ဆင်လိုက်ပါဦးမယ်ဒါမှနောက်မှတစ်ဖက်ပြန်တွေ့ရမယ်ဒါတော့ကျွန်တော်နိုးတဲ့အချိန်မှာ7:24မလေးတော်တော်နောက်ကျနေပါပြီHello ဖုန်းတွေက message ဟောင်းနေထိုင်မဖတ်လာကုန်ရဲ့နီးတော့အိမ်မတယောက်တဲ့ဘိုင်းကပြက်စောကလည်းဖုန်းဆက်တော့ဖို့လာဖို့တိုင်ကပတ်ဂီတာကိုကောက်ကိုင်းမေးကြပြီးတော့မိုင်းနာခွက် yeah တချင်းဟောင်းနေနီးကဆိုရှင်မတဲမှာ feel လာလို့နိုင်မင်းနဲ့ second မင်းနဲ့တွေ့ဖို့နီးလာလို့အိမ်နဲ့ရင်တီရှက်နဲ့ဆိုမင်းမြင်သွားရင်ကြည့်ရဆိုလို့အမြန်ဆုံးချင်းမချိုး Messi တို့ချိန်ပေးလိုက်တဲ့ sign လေးအပေါက်ဝါမှာပဲချစ်သူလူတွေရှိတယ်နော်အော်မကောက်ပြပါနဲ့အပြစ်မနေဘူးအဲ့တော့ပြီးရင်ပဲသွားမလဲမင်းကောင်းနေမှာချိုးသီးလို့လမ်းမဝဲထားတယ်ရှေ့ဆောင်မကောင်းဘွိုင်းတပ်တော့ဝတ်တော့ဖြောင်းတာလူချင်းကားကိုတော့ Hello I'm back အခုရေမိုးရှိုးပြီးတော့ဘာတွေဝယ်ရမလဲဆိုတော့ပြင်ဆင်ပြီးသွားပြီဒါတော့အခုသွားလိုက်ပါဦးမယ်ကားပေါ်ကြမှာပြန်တွေ့ပဲဆောင်မကောင်းဘွိုင်းတပ်တော့ဝတ်တော့ဖြောင်းတာလူချင်းကားကိုတော့ကြည့်လေငါတို့တော့မဟောင်းတာဒီနေ့ရောက်တဲ့သွားမဖိတ်ကူအဲ့ဒီရုပ်ရှင်တွေကရက်တွေတကယ်ပြောတာနောက်ခုလက်ကလက်ဆိုတက်တယ်ရှင်မချီတွေကထွန်းတော့မသွားပါနဲ့နေစိတ်တိုင်းကြပန်ဖင်လို့ထားပါတယ်ခါလေးမုံလိုက်ခါလေးရှော့ပေးလိုက်တယ်အိပ်ပြတ်စားပြဲငါပဲချီနေနေလူလေးရိုးမရှိတော့တယ်လူလေးရိုးမရှိတော့တယ်ဘာကြောင့်ညာကြောင့်ဘသူကြောင့်မှမသိငါရဲနေအားချစ်မိသွားသည် Hello ကားပေါ်တော့ရောက်ပါပြီအခုကကျွန်တော်တို့ဘာတွေဝယ်ရမလဲဆိုတော့ကျွန်တော်ဒီနေ့ဝယ်စားတွေဝယ်ရပါမယ်ပြီးရင်လက်ကစ်တစ်လုံးအစ်စ်ဝယ်ရပါမယ်ပြီးရင်ကျွန်တော်က fancy လေးတွေဝတ်တာကြိုက်တော့ fancy ရောင်းတဲ့ဆိုင်လေးရှာပြီးတော့ fancy လေးတွေဝယ်ရပါမယ်ပြီးတော့ဘာဝယ်ဖို့ရှိအောင်မလဲဆိုတော့တော့အများကြီးပဲခေါင်းထဲကိုပေါ်လာအခုကျတော့အဲ့လိုပဲအုံနောက်ကကောင်းတော့မေ့သွားတယ် Okayပြီးမှတဖြည်းဖြည်းပြန်စဉ်းစားပြီးတော့ဝယ်ရမှာပဲအခုကတော့ပထမဆုံးအင်ကြီးရင်တော့ဝယ်ပါမယ်ရာသီဥတုကလည်းပြင်မှာမိုးလေးအုပ်နေတယ်မိုးလေးအုပ်နေတော့ရာသီဥတုကတိတ်မပူတော့အဆင်ပြေတယ်ဈေးဝယ်လို့လည်းကောင်းမယ်လို့ထင်ပါတယ်ဒီပတ်စံကုန်မဲ့ဟာတွေကိုစဉ်းစားလိုက်ခေါင်းမှာကိုက်ရှင်လာပြီဟောဒီနေ့အများကြီးပဲကုန်ပါပဲအစတော့အင်ကြီးကိုရန်ကုန်မှာဝယ်ဖို့လုပ်တာဟောသေးလားဒီသွားမင်းနေကြမှာပဲအဲရန်ကုန်ရောက်မှဝယ်မယ်ပေါ့ဒါပေမဲ့ညတော့ကဗီဒီယိုတွေကိုပြန်လက်ကြည့်တော့အရင်တစ်ခါခေးသွားတော့မုံဝဲပဲနဲ့ကြံနေတဲ့အင်ကြီးအများကြီးရှိသေးတယ်အဲဒါတော့အဲ့ဒီအင်ကြီးတွေရဲ့အခုလိုတဲ့နည်းနည်းပါးပါးထပ်ဝယ်လိုက်ရင်တော့ဒီခီးတွေကအဆင်ပြေတော့ပါအဲကြောင့်လို့နေပြီးတော့မှပဲဝယ်လိုက်တော့မယ်ဒီနေ့မော်တော်ဘီကေမမတွေလည်းမရှိပါဘူးမော်တော်ဘီကေမမတွေဆိုမှလေမော်တော်ဘီကေမမတွေမတွေ့ရကြာပြီဒီလားရှစ်ဗီဒီယိုနှစ်ပုတ်သုံးပုတ်မှာပြောနေတဲ့ဒီမျိုးပြင်မှာဖန်တဲ့မော်တော်ဘီကေမမတွေနဲ့မှမတွေ့တော့နော်အစ်မခံရတာကြာပြီကွာဒီလားသူတို့ဘယ်နိုင်တော့ဖန်နေလဲမသိဘူးသူတို့မရှိတော့ကြတော့လဲတစ်ခုခုလိုနေတယ်လို့တော့ခံစားရတယ်နော်သူတို့ပြစ်ထားတယ်လို့ခံစားနေရတယ် Oh my god Crash လေးမှပြစ်ထားတာမဟုတ်ဘူးမော်တော်ဘီကေမမတွေကလည်းပြစ်ထားနေဟုတ်တယ်မပြောနိုင်ရင်မင်းဘာလို့နေသေးလဲတကယ်ကောင်းတဲ့သရှင်ဒီသရှင်อ่ะသူရပြေတော့ဘဝမှာမပြောနိုင်ရင်မင်းဘာလို့နေသေးလဲအင်ကြီးတိုင်းဆိုင်တော့ရောက်ပါပြီတွားကြည့်လိုက်ပါဦးမယ်ဒီဆိုင်မှာရှိမလားတော့မသိဘူးလိုချင်တဲ့အင်ကြီးကတော့
ဒီကိုသွားကြည့်လိုက်အောင်မယ် ငါရန်နဲ့အားချစ်မိသွားသည်နောက်ပိုင်းချိန်တိုင်းတစ်မျိုးတည်းသိတော့တယ်နေသဘောလိုလိုက်ငါလည်းရိုးပဲရှိတော့တယ်ကိုတိုးလည်းမသိတော့ဘဲနေစိတ်တိုင်းကြကုန်ဖြစ်နေစော်ဖောင်းနေကြလာပြန်လဲဘယ်တော့မှမယုံဖြစ်ဖျားသူမိုးချိုဖြစ်နေတယောက်ထဲသာပုံချစ်နေနှခမ်းကထွက်လာသမျှဆိုမျက်စိစုံမေးယုံဖြစ်နေပြောင်းမြခေါင်းငိန်တော့အိမ်ကမေးနဲ့ကြွိုင်တက် iPhone ယူလိုက်ထဝဲပေးအောင်မပေါ် iPad လိုတိုင်းတာပြင်စည်းပါမယ်ရပြီလို့သာပိုင်တွက်ဟိုချီဒီရွှေနဲ့နောက်ဆုံးငါပဲတိုင်ပတ်ရှင်မရိုးတွေကထွက်လို့မသွားပါနဲ့နိုင်ရုပ်ချောင်းအဖြစ်ကသိလို့ထားပါမယ်နေပြူစားလိုက်နေပြန်ကူစားသွားလိုက်နေယူတလဲကောင်းတလဲငါလည်းယူလိုက်ပဲရှင်မချီတွေကထွက်လို့မသွားပါနဲ့နေစိတ်တိုင်းကြပန်ဖင်လို့ထားပါလေခါလေးမုံလိုက်ခါလေး shop ပေးလိုက်နေအိပ်ပြစားပြန်ငါပဲချီနေနေလူလေးရိုးမရှိတော့တယ် ကဲတဆိုင်ကတော့ပြန်လာပါပြီသူကတဆိုင်နေပြီးတော့နှစ်ထည်လောက်တော့ဝယ်ခဲ့ပါတယ်ဘောမီကမရဘူးရောကျွန်တော်စိုက်ကဘောမီစိုက်တွေကလူခန္ဓာကိုမဟုတ်တော့ကြတော့ရှားနေနောက်တစ်ဆိုင်သွားလိုက်ပါဦးမယ်နောက်တစ်ဆိုင်ကနေပြီးတော့အင်ကြီးလေးတွေအနွေးတဲ့အင်ကြီးလေးတွေတီရှပ်လေးတွေဗာလေးရလဲတော့မသိနော်တော်တော်ရှားတယ်ဗျာကျွန်တော်တို့စိုက်အင်ကြီးကဖြစ်တော့ပါဝေးရှော့မှရတော့အရင်အင်ကြီးဝစားဝယ်လို့ရှိရင်အရင်ဟိုဖြစ်တယ်အရင်စိတ်ထိခိုက်စီတော့အင်ကြီးစိုက်ကြဒီဇိုင်းကြိုက်ရင်စိုက်မရှိဘူးစိုက်ရှိလို့ရှိရင်ဒီဇိုင်းမကြိုက်ဘူးအခုဒီဇိုင်းမှာဆိုရင်ဘောင်းမီတော့မရခဲ့ဘူးဘောင်းမီအပွားလည်းမရဘူးရိုးချင်းလည်းမရဘူးနော်ဘက်ကီချင်းလည်းမရဘူးစိုက်မယ်လည်းမရဘူးဘာမှမရခဲ့ဘူးဘောင်းမီကဒီတီရှပ်နဲ့ထည့်တော့မှတော်သေးရဲ့ဒါတော့မှစိုက်လဲရှိတယ်တေချာဝစ်ကြည့်ခဲ့လိုက်သေးတယ်ငွေမကြည့်ခဲ့ပဲနဲ့ online မိုင်းတော့သွားပြီအဲ့ဒါအရှားလူပေးရပြီပဲဝါတဲ့လူတွေကစင်ပြေပါဘူးဝေးရှော့မှာပါခရီးရပြန်လာတော့တကယ်ဝေးရှော့ကြည့်ထားလိုက်အဲ့ဒါကြီးပါ share လိုက်လို့ပဲကွာဒီအခုဒီကျွန်တော်ပေးရလူတွေနဲ့ကျွန်တော်ဘယ်နှပေါက်ကြာရင် share လိုက်ဘယ်လောက်ဆိုပြီးတော့လုပ်သူတို့နောက်တစ်ဆိုင်ကိုသွားလိုက်ပါဦးမယ် A few moments later. ကဲအခုနောက်ဆိုင်ကိုရောက်ပါပြီနောက်တစ်ဆိုင်ကိုသွားကြည့်လိုက်ပါဦးမယ်နောက်တစ်ဆိုင်မှာဘာတွေရမလဲ မရှိတော့တယ်လူလေးရိုးမရှိတော့တယ်မင်းအတွက်ငါရဲ့ချစ်လို့တလို့တော့ပေးအရင်အမြဲဆိုပြီးနာယူတက်လို့ငါကပေးမခွင့်လို့ချင်းအားတလေးဆိုစိတ်ကပေါမချစ်ရင်တော့ငါပါမောက်ရှော့ပေးတာများတယ်ချစ်လာခဲ့တဲ့တန်ရှောက်မင်းတို့ချင်းနဲ့မှတ်ရချင်းမိမိရစုပ်ကိုင်ထားပါငါနဲ့ရှိတဲ့ချင်းဆိုပြောကြကောင်းလားဒီလိုနဲ့ပဲရက်တွေလာတွေပြောင်းလာငါကမင်းရဲ့ချစ်ဆုံးမို့အဲ့ပါငါတော့ဟောင်းပါဆွဲလန်းတာယူတာစိတ်ကူးနဲ့ယူရဲ့ယူပါလက်တော့မလျှော့ဘေးမှာတောက်တက်လို့ကနေရင်ကဖိတ်ကမချမင်းတဲ့ရောက်ဘယ်သူရင်းနဲ့မင်းပဲရောက် Facebook တက်လို့ငါကျေသူပြုတ်ပြီးပြောသွားတယောက်တည်းတော့ခါတည်းမကမင်းရှေ့ရောက်ရင်ပြချပြောလိုက်ဖို့သက်ဟာတာနဲ့နောက်ပြန်ဖုတ်တဲ့နေ့ကဗျာကဲအင်ကြီးရောဝယ်လာပါပြီဒီဆိုင်တော့တော်တော်များများအစုံရားလိုက်တယ်လို့ပဲပြောလို့ရမှာပေါ့တော်တော်များပါတယ်ဝယ်လာတာတော်တော်လေးကိုများပါတယ်ဒီနေ့ဒီလားရင်းနဲ့ထမင်းပါပဲချူရည်လေးတော့တောက်လိုက်ပါအောင်မယ်စားနေသွားလို့ပါကဲဘယ်ဒီရောရလာပါပြီမြန်တော့မှရမယ်အင်ကြီးတွေဝယ်ပြီးတော့ရင်းနေပူးနေပြီပတ်စံနေကုန်ခေါင်းနေကြိုက်တော့ပဲအမြန်ပြန်မအိမ်မြန်ပြန်မရမယ်အိမ်မြန်မပြန်ရင်ပတ်စံပူကုန်တော့မှာဒါတော့ဘောင်းမီကနောက်တစ်ထည်တော့ထက်လို့ခြင်းစီရစိတ်ထဲမှာဟေးကျွန်တော်ပြမရတဲ့ဒီဇိုင်းကိုတော့ဖြစ်တယ်ဒီဇိုင်းကောင်းတယ်ဒါပါလေနာမည်ကဟေးယူဒီဇိုင်းပဲဒီကကောင်းတယ်ကျွန်တော်အခြားဆိုင်ပဲဒီတဲ့အမှန်တမ်းပြောရင်ပို့ကြိုက်တယ်သူဘယ်လိုလဲမသိရတာတစ်မျိုးလေး Nice. တေဦးမျိုးတွေတော့ပြန်ရောက်လာပါပြီအခုတော့အိမ်သားရောက်နေပါပြီတက်လို့ငါကျေသူပြုတ်ပြီးပြောသွားတယောက်တည်းတော့ခါတည်းမကမင်းရှေ့ရောက်ရင်ပြချပြောလိုက်ဖို့သက်ဟာတာနဲ့နောက်ပြန်ဖုတ်တဲ့နေ့ကဗျအိမ်မှာဆိုတယောက်တည်းအောက်တော့ကောက်ရရှောက်ကမြဲသင်ပါချင်းနဲ့လက်တွင်းချအဲ့လိုများတဲ့ညကမဲဘာလို့မင်းကိုပရိယာလုံးတော့ချစ်ဆိုတော်လေးချက်ကိုရင်းနေရောတောက်တာများတော့မူလို့ဒီအတိုင်းနေတာကြောင့်ဘလောက်တော့ချစ်တယ်မင်းကိုအလုံးသားတော့ချစားမူဒီချစ်စဲမင်းကိုကဲအိမ်ထဲရောက်ပါပြီဒီနေ့ဘလော့ကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာဒီသက်ပိုကောင်းတဲ့ဘလော့ရင်းနဲ့ပြန်လာခဲ့ပါမယ်တက်တာပါ